အိမ်ထောင်သက်ကသာ10နှစ်ပြောတာ10နှစ်မပေါင်းရအောင်3နှစ်လောက်ကအိမ်သားထဲမှာငုတ်တုတ် အင်းကလည်းလည်းဘာထုလဲတူတူပဲ မတူဟဲ့ငါလင်ကပုံဆိုးတယ်တောင်သွားမယ်မြောက်သွားမယ်ဘယ်မှာတော့နေလဲအိမ်သားထဲမှာအိမ်နေလို့ဟဲ့ဘေးလဲကြည့်လိုက်လို့မရှိတော့ဘူးပြတ်သွားပြီဘယ်မှာတော့အိမ်သားထဲမှာကိုဗစ်တော့လည်းလူများတကကိုဗစ်ဖြစ်တာသူမဖြစ်ဘူးဘာဖြစ်လို့သိလားအိမ်သားထဲမှာငုတ်တုတ်ထိုင်နေလို့စတေးအဟောမဟုတ်ဘူးစတေးအအိမ်သားစတေးအအိမ်သားစိတ်ကိုကုန်နေငါ အဲ့လောက်တောင်လားနှစ်ယောက်ကြား အဲ့ထက်ဆို မမခေါ်တကားညမရလို့နှစ်စီးဝယ်ခဲ့တယ် ဟာတာကစုံရနဲ့ဟင်းလူတွေရဲ့ဝယ်ပါဆိုတော့ပြဝဲ ဟုတ် ဟဲ့မပြီးသေးဘူးလားအဲ့ထက်ကနေ toilet ထက်နေကိုမထွက်လာနိုင်ဘူး ဟာ driver ဝင်ကြလို့အေးစေးတက်ပြရစီကွာ toilet နဲ့အမြဲတမ်းဝင်နေရလေအမြဲတမ်းဝင်နေရလေနင်းတစ်ယောက်ထဲအတွက်လောက်ထားမှာမဟုတ်ဘူးငါလည်းရှိပေါက်နေတယ်ပတ်လာခဲ့ မင်းတက်တက်ပြင်းနေတာငါသိတယ် တည့်ရထွက်လာခဲ့လေရှင်အဲ့ဒီ toilet ထဲဝင်နေတာကြီးကိုမကြိတ်နဲ့တာမကြိုက်တာဟဲ့ ဝမ်းကချိုးကြရတယ်တဲ့ ပေါင်းလာတာပဲ10နှစ်လောက်ရှိပြီကွာဘာတစ်ခုမှအလိုက်မသိဘူးဟောတီးခံဆိုပြီးတီးခံတော့ကြာဒင်းကရောင်းတက်တယ် တူတူပဲဟဲ့အောင်ရေးအိမ်ကမိမလည်းဒီပုတ်ထဲကဒီပဲပဲ မင်းစဉ်းစားကြည့်ကွာပန်းကောပဲလီလာကွာမင်းကစွန်းရွက်လေးခင်းလို့နေတယ်လေကြော်မယ်မရှိဘူး ဟုတ်တော့ဒီမှာလေရှင်းအကြောက်ရဝက်မြစ်ထင်ရပန်းကောပြီးဇိန်လေးရဒီမှာငါထောက်ထောင်းကျော်လေးရတလောက်လိုက်အောင်ဆက်ထားပေးတာဘာဖြစ်ကြတော့ ငါဝမ်းချုပ်တက်လို့ဝမ်းပြောတဲ့အရွက်ကလေးတွေကြော်ခိုင်းတာပါကွာမင်းကလည်း ရှင်းအမေနေတိုင်းကစုံရဟဲ့နုနော်ရက်တွေပဲကြော်နေလို့တဲ့အဲ့ခေါပြီးဇိန်ကြော်ပေးဆိုတော့ကြော်ပေးတာ ဟုတ်လို့လေအရွက်3မျိုးကြော်လိုက်ပေါ့ စက်ကတော့ဖက်ရှိရလေနောက်ဖက်ရှိရလေရှင်ကမင်းမမဘူးလားကြော်ဝဲထားအောင်မင်းနေတာ နေပါဦးလင်းများကြားတဲ့ငါတူမီရှူမီလောက်တာရဲ့လို့မဟုတ်ပါဘူးဟဲ့နှစ်ယောက်ကြားအိမ်သားတလောက်တိရှာနေရိုးရိုးလား အဲ့ဒါပြောရလေလက်ပူးလက်ချက်မမိသေးလေဘောဒင်းအောင်အိမ်သားလည်းဟဲ့လိုက်ပြီးထိုင်ကြည့်လို့တော့မကောင်းလေ CCTV ကိုတက်ထားမှရမှာငါပြောမှတငယ်ချင်းရဲ့မိသားစုတင်းအလုပ်ပိတ်ရဲ့အကြောင်းပိတ်ရဲ့အပြင်လေးသွားစားတော့ဆိုင်မှာထိုင်နင်တို့ဖေရောက်သွားတော့ဖေတွိုင်းလက်တန်းနဲ့မထွက်လာဘူးနေစဉ်းစားကြည့်တရားမလုံလားနေစဉ်းစားကြည့် စဉ်းစားစရာပဲလွန်နေတာကတော့မယူ ကျမရှင်းအောင်ပြန်ရအောင် ရှင်းတော့လောင်နေမှာတွန်းလက်ခဏသွားလောက် အတော်လုံးပြန်ပြီ ရိုးရိုးတန်တန်ဝမ်းချုပ်လို့တွိုင်းလက်ထဲမှာကြာတာတော့ဟုတ်ပါခုံးလက်ထဲကင်ပြီးကြာနေတာတော့စဉ်းစားစရာပဲနော် ဘာလို့ကွာဗီဒီယိုကောခေါ်ပြီးတော့ နေဖုန်းမချနဲ့နော်ဖုန်းမချနဲ့နော် ဘာဖြစ်လို့တော့ဟာ ငါချတာနဲ့နေဟိုကောင်မဖုန်းခေါ်မှလေငါသိတယ် ဟုတ်ကောမဟာလုပ်ပြီကွာမင်းကတော့ဘေးကောမဆက်မှာတော့ဟာငါဝမ်းချိုးလို့တွန်းလက်ခဏဝင်နေကိစ္စကို ငါပလီနဲ့နေအကြောင်းငါအကုန်ပြီးသားအပြင်ကတွိုင်းလက်ဝင်တိုင်းငါဗီဒီယိုကောခေါ်မယ်အေးအဲ့ရတွိုင်းလက်ထဲကို CCTV ကတ်ထားမှနေငါတော့ဇက်မအယုံကြည့်မရှိဘူး ဟာ မင်းစဉ်းစားကြည့်ကွာကြားဘူးလားတွိုင်းလက်ထဲကို CCTV တက်မလို့တဲ့ အဲ့ဒါတော့မင်းမိမလွန်သွားပြီကွာ အဲ့ဒါပြောတာပေါ့ငါဝမ်းချုပ်တာကွာငါလည်းအတင်းဇွတ်ချုပ်နေရလည်းမဟုတ်ဘူး မင်းကဆေးလေးပါလိမတောက်ကြည့်ဘူးလား ဝမ်းနှုတ်စီးတွေကြောက်ခဏခဏမတောက်ချင်ဘူးကွာ ဩဒါဆိုရင်ဒီမှာအပြင်ကြီးငါတောက်နေကြရှမ်ပါလာဝမ်းပြော့အကျိုးပြေစီရှိတယ်ဗျာ ရှမ်ပါလာဝမ်းပြော့အကျော်ပြေစီ ဟုတ်တယ် तू ကဝမ်းချုပ်တာတို့လေချုပ်တာစီးနေတာတို့ငါတို့အထိုင်များတဲ့သူတွေညောင်းညာကြိုက်ခဲတဲ့သူတွေညောင်ကျိုးတဲ့ဇက်ကျိုးတက်တဲ့သူတွေအကုန်တက်တာတကယ်ကြီး အေးကွာအဲ့ဒါဆိုတော့ငါတောက်ကြည့်လိုက်အောင်မင်း อืม ရှမ်ပါလာလေနာမည်ကြီးပဲလာချစ် ရှေခုတလားတွိုင်းလက်ထဲမှာဝမ်းချုပ်တယ်ဆိုပြီးမကြတော့ဘူးနော် ဒီမှာလေရှမ်ပါလာဝမ်းပြော့အကျော်ပြေစီလေးတောက်သူကဝမ်းလဲမှန်နဲ့အကျော်ချင်နေလဲပြီးတော့တနေ့ကုန်တော့ပေါ့ပါလန်းဆန်းနေရပဲ အဲ့လိုကျတော့မိမဟင်းတောက်ပါအောင်ဒါလေးကောင်းတယ်လို့မရှိဘူးနော်နင်တို့ယောက်ျားတွေများ ဝေးနှစ်ယောက်ကြားချစ်နေ ရှင်နေရတော့တကယ်ကြီးရေအရင်လိုဟိုတွိုင်းလက်ထဲမှာဝမ်းချုပ်တယ်ဆိုပြီးတော့မကြတော့ဘူးရှမ်ပါလာဝမ်းပြော့အကျော်ပြေစေးတောက်လို့တဲ့ကောင်းသွားပြီရှုပ်ခရုတ်ဆိုထွက်လာပြီ ပုံမှန်လဲလုံတော့ညီငါချင်တော့အိမ်သားထဲမှာခုံခုံပြောနေတဲ့ကောင်မနဲ့ပြတ်သွားလို့လားမသိဘူးနော် ဟမ်
ကိုလေး